မဲဆွဲတဲ့အစိုးရမျိုးဖြုတ်ချဖို့ကြတော့စစ်တပ်ကအာဏာသိမ်းမှာကိုပဲဖယ်ရှားလို့ရဒုနည်းတူစွာပဲလူလူတွေရဲ့ရွေးချယ်မှုမှားယွင်းတဲ့အတွက်စစ်တပ်ကအာဏာသိမ်းတာလူလူနှစ်သက်အောင်အာဏာသိမ်းတာမဟုတ်ဘူးဆိုတာကိုလူလူရွေးချယ်မှုမှားယွင်းနေဆိုတော့ဒီကောင်ပြောချင်တာကအော်ဒီကောင်တွေပဲဟိုနေပေါ့နော်ဉာဏ်ပညာအမျိုးမြင်ရှိရပေါ့လူလူကနလဲဘိန်းတုံးတွေပေါ့နော်လူလူတင်မြောက်တဲ့အစိုးရကအလုံးဝမကောင်းဘူးပေါ့ဒီကောင်ပြောချင်တာဒါပြည်သူလူထုကိုဒါဓာတ်ရိုက်စော်ကားသွားပြီဖြစ်တယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ YouTube channel ပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော်မနေ့ကလိုပဲvideo file လေးတွေစုဆောင်းထားသည်ပေါ့ဗျာနော်ကျွန်တော်ဒီနေ့ဘာလေးတွေပြောစေချင်နေလဲဗျကျွန်တော်သိပါတယ်နော် white out တွေကိုကြိုးစုပါမယ်ဆိုတော့အိမ်သာမာကြီးနော်အိမ်သာမာကြီးအကြောင်းကိုပြောစေချင်နေလိုက်မယ်โอเคကျွန်တော်အဲ့ဒါကိုနောက်မှပြောပါမယ်ဥစ္စာပထမကတော့မိဘပြည်သူများဘောမဆိုတာဘာလဲဆိုတဲ့အကြောင်းအရာကိုအောင်မြေမုံရွာကစမြောင်လေးကပ်ပြီးတော့တချင်းလေးဆူထားတယ်အဲ့ဒီတချင်းလေးနဲ့ကျွန်တော်စဖွင့်လိုက်ရအောင်ပေါ့နော်โอเคကျွန်တော်ရဲ့ဘောမရက်ွက်ဟာတာများအစီအစဉ်ရဲ့ထုံးစံတိုင်းပဲရည်စရာရှိရင်ရည်မယ်လှောင်စရာရှိရင်လှောင်မယ်ပြောင်စရာရှိရင်ပြောင်မယ်ဆဲစရာရှိရင်လည်းကျွန်တော်နဲ့အတူတူဆဲကူပေးကြပါဦးကိုအောင်မြေမုံရွာကိုရက်တချင်းကိုဘာလို့ထည့်ပေးရလဲဆိုတော့ကျွန်တော်မန့်နေမှာတွေ့ပါတယ်ကိုအောင်မြေမုံရွာရဲ့တချင်းလေးကိုကြိုက်တဲ့အတွက်တောင်းဆိုတဲ့အတွက်ကြောင့်ကျွန်တော်ကိုရဲ့တချင်းကိုကျွန်တော်ခွင်တောင်းပြီးတော့ကျွန်တော် channel မှာပြန်လည်ပြီးတော့နားမစင်ရလေးတဲ့မိဘပြည်သူများလည်းနားစင်လို့ရအောင်ကျွန်တော်ပြန်ပြီးထည့်သွင်းပေးထားခြင်းဖြစ်ပါသေးတယ်โอเคကိုအောင်မြေမုံရွာစုထားတဲ့ဘောမဆိုတာဘာလဲဆိုတဲ့ဟာလေးနားထောင်ကြည့်အောင်တော်လာပြည်သူမိဘညီကိုမောင်နှမများအားလုံးကြပါပါညာမြင်ပါပါတူနဲ့တိုက်ခိုက်လို့ရန်ရှာရင်တော့တတိထားကြတော့ပရိုဖိုင်ကြီးကိုလော့ချပါလို့ကြောက်တက်လိုက်တာအလွန်တော့ခွေးယူတတိုက်ကိုမြင်ရင်တော့အမေရဲ့ကလေးတွေရှောင်းပါတော့ဘောမတတိုက်ဟာရုံစရာတော့မှိုက်ရိုင်းစော်ကားလူတော်လည်းမတိုးကြသနော်လူလိုမသိတဲ့ကောင်တွေနော်ငိန်ခံရင်တော့ဒါဘောမနော်ဟုတ်ပါဗျာဟာလာရေးကိုအတုံးချပါလို့အမျိုးပြောက်ကြမှာဘူးကနော်မျိုးဖြဲမိတ်စာတွေနော်မဇက်ကဖရားရဲ့တွင်အော်လက်ကကားရတာအမြင်မတော်အဆာမရှိညံမရှိအမှန်မသိကြစိတ်မစီလို့ตาရကူးမဲ့ကောင်တွေနော်အတူတွေသုံးလို့လားတို့တွေနေရရက်ွက်သေးကိုအမြဲလာချောင်းသနော်ဟုတ်တယ်ခြံစည်းရိုးမှာအပေါက်လိုက်ရှာအခွင့်ရဲ့တာချင်းထိုးလို့အမြဲဟောင်းအဆက်တွေကင်းသနော်အမျိုးယုံမိတ်စာမင်းအကြိုက်လိုက်လို့နော်လူပုံစံနဲ့လူအသိမရှိစွာလူနှလုံးသားတွေကင်းကြသူနော်ဒီတော်လည်းရေခရောင်းလမ်းမှာနော်တခိုးတက်မတော်နေရာလုံးရှုံးတော့ခွေးယူပမာတို့တွေ့ကြရာထိုးကိုက်အမိတ်ကလေးတွေတတိထားပါနော်ခွေးယူတတိုက်ကိုမြင်ရင်တော့စောက်ဖက်မလို့ရန်လိုပါသနော်အမိတ်ရဲ့ကလေးတွေရှောင်းပါနော်ဘောမာတတိုက်ဟာရောစရာနော်မိုက်ရိုင်းစော်ကားလူတော်လည်းမတူကြသနော်လူလိုမသိတဲ့ကောင်တွေနော်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီရှင်းရလဲကျွန်တော်တို့မိသားသမီးတွေရဲ့TikTok live တွေမှာ Facebook တွေမှာအောက်ကနေ account တွေနဲ့လာမှတ်နေကြတဲ့
ဘောင်းမဝင်တမ်းမဝင်ဘိုးဘက်ရက်ကွက်ကလူတော်မတိုးတဲ့ခေါင်းတွေကိုလူချင်းလေးနဲ့ကျွန်တော်တို့တော်လန်ပြည်သူအားလုံးရဲ့ကိုစားတုံ့ပြန်လိုက်ပြရစီခင်ဗျာဒီလိုတင်ပါလေ မိုင်းတော့စာသားတွေရှေ့စာသားတွေကရှေ့လန်ထွက်နေရပဲโอเคဆိုတော့ဒါကတော့ဘောမတွေကတော့သူတို့ဘောမထုံးစံတိုင်းပဲเนาะ profile တွေလော့ချပြီးတော့ account တူတွေနဲ့ကျွန်တော်ဒီတော်လိုင်းရေးဘတ်တော်သားချင်းချင်းရန်ဖြစ်အောင်တွေးခွဲမယ်တွေးထိုးမယ်နောက်ပြီးတော့ဒီကောင်တွေဝင်ပြီးတော့ဟောင်ကြမယ်အမှန်တော့ဗျာလူရဝင်ကျင်လို့ကျွန်တော်တို့ဒီလူတွေကြားတဲ့ဝင်တိုးလာတဲ့ဘောမတွေအကြောင်းကိုဒါဆက်စုထားတဲ့သချင်းလေးပေါ့ဗျာโอเคဒီတစ်ခါကျွန်တော်တို့ကြည့်ရမှာကတော့ကျွန်တော်တို့ဝက်နှစ်ရွက်เนาะဝက်နှစ်ရွက်ကဒီမိုကရေစီဆိုတာမကောင်းဘူးတဲ့เนาะဒီမိုကရေစီဆိုတာမကောင်းဘူးတဲ့စစ်တပ်အာဏာသိမ်းတာသူကမှန်တယ်ဆိုပြီးတော့ပြောထားတဲ့ဗီဒီယိုဖိုင်လေးဗျเนาะဒီကတော့ကျွန်တော်တို့ဆဲတင်ရင်လဲကျွန်တော်နဲ့အတူဆဲကူပေးပါဗျာเนาะโอเคနားတော့ကြည့်အောင်ဗျ မနေ့ကတင်ထားတဲ့ဗီဒီယိုအောက်မှာမှတ်ချက်တစ်ခုလာပြထားတာကစစ်ဆိုးရနဲ့နှိုင်းရှင်မှာကလူများစုဒီမိုကရေစီကိုနှစ်သက်ပြီးအာဏာသိမ်းခြင်းဖြင့်အာဏာသိမ်းသည့်အလေးကျင့်ကိုနှစ်သက်ကြပါကျွန်တော်ပြောထားတာကဒီမိုကရေစီဒီမကောင်းဘူးမဟုတ်ဘူးကောင်းပါတယ်ဒါပေမဲ့ဒီတွေးခေါ်ပညာရှင်ကြီးပလေတိုကဒီမိုကရေစီဒီအတော်ဆုံးအရေးရှိဆုံးအစိုးရမျိုးကိုပေါ်ထုတ်ပေးနိုင်တာမျိုးမဟုတ်ဘဲနဲ့အပြောအကောင်းဆုံးလူလူကိုအလဲစားဆုံးအစိုးရမျိုးကိုပေါ်ထုတ်ပေးနိုင်တယ်လို့ပြောပါတယ်အဲ့ဒါကအာဏာသိမ်းတဲ့အလေးချအာဏာသိမ်းခြင်းကိုဒီလူလူကနှစ်သက်ကြပါဆိုတဲ့နေရာမှာဒီဟာတော်တော်ကိုအတိတ်ပဲမရှိတဲ့စကားပြောတယ်ဘာလဲဆိုအာဏာသိမ်းတာနဲ့လူလူနှစ်သက်တာမနှစ်သက်တာလည်းတခြားစီပဲလူလူလာပြီးတော့ခွေးစကားပြောရင်နော်ခွေးစကားပြောရင်နော်အာနာသိန်းတော်လူတို့ကမနစ်သက်ဘူးပြောတာနော်လူအများစုကမနစ်သက်ဘူးပြောတာဟုတ်ဒါနှစ်သက်ချင်းမနစ်သက်ချင်းဘာမှမဆိုင်ဆိုတော့ခွေးစကားစပြောပြီနော်ဝက်ကနေတော့ခွေးစကားစပြောပြီဆက်နားထောင်ကြည့်ရနှစ်သက်အောင်အာဏာသိမ်းတာမဟုတ်အာဏာသိမ်းတယ်လို့သိမ်းတာပရိယဖြင့်ပြောရလို့ရှိရင်လူလူရဲ့အတွေးခေါ်အယူဆအရဒီမိုကရေစီရဲ့အားနည်းချက်ကိုယ်တိုင်ကိုလူလူအများကြိုက်တာကိုအားနည်းချက်ဖြစ်နေတာဘာလဲဆိုတော့အများစုကြိုက်တဲ့တခုကအစင်တတ်မမီနိုင်ဘူးဖြစ်နေဟာဒီကောင်ဘလို့အုံနောက်လေဘလို့ညံတိတ်လိုက်လားအများကြိုက်တာကိုဟာဒုက္ခပဲဆိုသူကအများမကြိုက်နဲ့ပေါ့တယောက်တည်းကြိုက်ကိုကြိုက်တာကိုလှုပ်ပေါ့ဟုတ်လားအများကိုစောက်ကူးမဆိုင်နဲ့ကိုကြိုက်တာကိုလှုပ်ဆိုရင်ဟုတ်ပြီမင်းအများဟုတ်ပြီကွာအများကြိုက်တာမင်းလက်မခံဆိုမင်းဖင်ပြော်ပြီးမင်းလူတော်တွေမင်းလျှောက်သွားကြည့်တယ်မင်းကိုတုံးဒီမင်းလူသားတွေမင်းလျှောက်သွားကြည့်တယ်အများမကြိုက်ဘူးဒါမင်းကြိုက်ရင်မင်းလှုပ်ကြည့်မင်းကြိုက်တယ်ကွာမင်းကိုလုံးလေးနေတာကြိုက်တယ်မင်းလူတော်တွေလျှောက်သွားကြည့်ဒီကောင်ဘလို့အတွေးခေါ်လဲကွာအမေးစင်းမယ်နော်အများစုဒီအစင်တတ်မိတဲ့လူတွေများလားအစင်တတ်နိုင်တဲ့လူတွေများလားဆိုတော့ကျွန်တော်တို့ကဒီတိုင်းသိပါတယ်မကြသေးခင်ကရန်ကုန်မြို့မှာဖြစ်သွားတဲ့ဝါယောဂါတိုင်ယောဂါပြီးဖြစ်တယ်ဆိုတဲ့နေရာပါလေပဲလမ်းဘေးအစားစားရင်မစားဘူးဆိုပြီးတော့စိုင်းတွေကိုလိုက်ပေးရတယ်ဆိုတော့ဘာဖြစ်လဲဆိုဝမ်ယောဂါဖြစ်နေတဲ့အချိန်မှာဒီလမ်းဘေးအစားစားတွေစားရင်ပိုဖြစ်မယ်ဒီတိုင်းသွားပြောလို့ရှိရင်လူတွေကဆက်စားမှာပဲအဲ့တော့ဥပ္ပဖြစ်စေတဲ့အစားစားမျိုးမစားအောင်ပိတ်ကိုပိတ်ပြင်မှာအာနာနဲ့ပိတ်ပြင်မှာရတယ်တွင်းလူဆိုတာပဲဒီခါလေးဟုတ်ပြီဆိုတော့ဆိုအရင်တည်းကလည်းဒီလမ်းဘေးအစားစားတွေမရှိခဲ့ဘူးလားလမ်းဘေးမှာရောင်းတဲ့ဈေးတွေမရှိခဲ့ဘူးလားဟုတ်လားဒီကောင်ကွာအာနာနဲ့ပိတ်ပြီးမှရမယ်ဟောမင်းတို့ကောင်တွေကဒီအာနာရှင်တွေရဲ့စင့်တက်လာတဲ့ခွေးလုံးမသားတွေဆိုတော့လေမင်းတို့အာနာကိုမင်းတို့ကြိုက်မှာပေါ့အာနာကိုခုံဝင်မှာပေါ့နော်အာနာရှိငါယာရုရှိဒီတိုင်းပြည်မှာလှုပ်ချင်တာလှုပ်လို့ရတယ်ဆိုတဲ့မူဝါဒကိုမင်းတို့ကောင်တွေလက်ကင်ဆွဲထားမှာတော့တော့ဒီခါလေးကြာရင်ဒီမိုကရေစီနီးနဲ့ရွေးကောက်တင်မြှောက်တဲ့ပုံစံမျိုးနဲ့သွားနေဘလို့မှဖယ်ရှားလို့မရတဲ့အစိတ်တောက်ဖြစ်စေတဲ့နိုင်ငံရေးအင်အားစုများကိုစစ်တပ်ကအာဏာသိမ်းခြင်းဖြစ်တာဖယ်ရှားမှာတိုင်းပြည်အတွက်ကိုကောင်းကျိုးဖော်ဆောင်နိုင်မှာဖြစ်ပါတယ်ဟုတ်ပြီဆိုတော့ကအခုဒီမိုကရေစီအစိုးရဟုတ်ပြီနော် NLD အစိုးရကိုမင်းတို့ကဒါအာဏာသိမ်းပြီးတော့ဖယ်ရှားပစ်တော့အခုတိုင်းပြည်ကကောင်းသွားပြီလားခွေးလို့မှသာတိုင်းပြည်ကကောင်းသွားပြီလားဒီကောင်ဘာကောင်လဲကွာကြက်မပြည့်ဘူးတင်နေနော်အဲ့လိုမဟုတ်လို့ရှိရင်ကျွန်တော်တို့ကလူလူရဲ့အတွေးခေါ်ရဲ့အားနည်းမှုကြောင့်အပြောချိုပြီးတော့ဆွဲဆောင်မှုကောင်းပြီးတော့ဒီခါလေးကိုလူလူကိုလှည့်စားနိုင်ဆုံးလူကပဲအမြဲတမ်းနိုင်နေမှာဖြစ်ပါတယ်ဒါမျိုးက
တော့အဘေစုကိုပြောတာဗောနော်အပြောချိုပြီးတော့လူတို့လှည့်စားနိုင်တယ်ဆိုတော့ဟုတ်ပြီ NLD အစိုးရလက်ထက်မှာဘာကြီးလုပ်ခဲ့လဲမင်းမသိဘူးလားမင်းမျက်လုံးကန်းနေတာမင်းဘယ်ဖင်သွားခံနေလဲဟမ်အခုမင်းပထွေးမင်းအွန်လိုင်းလက်ထက်မှာကဲတိုင်းပြည်ဘာကြီးဖြစ်နေဘာကြီးတိုးတက်လာပြောဟမ်ဘာကြီးတိုးတက်လာတဲ့အတိုင်းဟာဘယ်လိုအုံတော့လဲကွာ ဥပမာမဟုတ်ပါဘူး1960ပြည့်နှစ်ရွေးကောက်ပွဲမှာဆိုလို့ရှိရင်လေဦးမှုဟာနိုင်ငံတော်ဘာသာကိုဗုဒ္ဓဘာသာဖြစ်ပြတ်ထမ်းမယ်လို့ပြောခဲ့တယ်ဒါပေမဲ့အနှစ်သာရအပြင်ကြည့်လို့ရှိရင်တော့ဒါဘာမှပါဟိုအကျိုးမထူးတော့အဲ့ဒီမတိုင်ခင်ကလည်းဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာအများစုကိုးကွယ်တဲ့ဘာသာဖြစ်တယ်သူကနိုင်ငံတော်ဘာသာကိုဗုဒ္ဓဘာသာအဖြစ်သတ်မှတ်တယ်လို့ပြောလိုက်တယ်ပထမဥပဒေတစ်ခုလုပ်ပြီးနောက်ထပ်ဥပဒေချက်နောက်ဆက်တွဲထုတ်ပြီးတော့ဗုဒ္ဓဘာသာနဲ့အစစ်အတန်းတူတခြားဘာသာတွေကလည်းရှိစေရမယ်ဆိုဘာမှမထူးဘူးဟိုမဲဆွဲလို့ကောင်းအောင်ပဲလုပ်ခဲ့တာဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာ AIA ဆိုတဲ့သဘုံတစ်ခုထပ်ပေါ်လာတာပဲရှိတယ်ဗုဒ္ဓဘာသာတဲ့ဘာမှပိုကောင်းတော့မှမရှိဘူးဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့ပြည်သူလူထုရဲ့မဲကိုတော့လိန်ညာပြီးတော့ရယူလိုက်တာမျိုးဖြစ်သွားအဲ့လိုမျိုးဟိုလူကိုမဟုတ်မမှန်တဲ့မျိုးနဲ့မဲဆွဲတဲ့အစိုးရမျိုးဖြုတ်ချဖို့ကြတော့စစ်တပ်ကအာဏာသိမ်းမှာကိုပဲဖယ်ရှားလို့ရတယ်လူနည်းလူစွာပဲလူတွေရဲ့ရွေးချယ်မှုမှားယွင်းတဲ့အတွက်စစ်တပ်ကအာဏာသိမ်းတာလူနှစ်သက်အောင်အာဏာသိမ်းတာမဟုတ်ဘူးဆိုတာကို လူတို့ရွေးချက်မှုမှားယွင်းနေဆိုတော့ဒီကောင်ပြောချင်တာကအော်ဒီကောင်တွေပဲဟိုနေပေါ့နော်ဉာဏ်ပညာအမျိုးမြင်ရှိရပေါ့လူတို့ကနလဲဘိန်းတုံးတွေပေါ့နော်လူတို့တင်မြောက်တဲ့အစိုးရကအလုံးဝမကောင်းဘူးပေါ့ဒီကောင်ပြောချင်တာဒါပြည်သူလူထုကိုဒါဓာတ်ရိုက်စော်ကားသွားပြီဖြစ်တယ်နော်ပြည်သူလူထုရဲ့အသေးကြားကမဲတပြားကိုဒီကောင်တွေဒီပေါက်လို့ပဲစားအခုစကားတွေပြောနေပြီနော်ပြည်သူတွေကအသေးချနေတကယ်မဲပြားပေးခဲ့တာနော်တိုင်းမျိုးဘယ်သူကောင်းအောင်လုပ်ပေးနိုင်လဲဆိုတာလဲပြည်သူလူထုဒီ NLD အစိုးရအမေစုလက်ထက်မှာ9နှစ်တာကာလမှာခံစားပြီးွားပြီဟုတ်တယ်နော်နောက်9နှစ်တာထပ်ပြီးတော့အုပ်ချုပ်လိုက်ရရင်ကျွန်တော်တိုင်းပြည်ကျွန်တော်ဒီမှာတော်တော်လေးတိုးတက်ကောင်းမွန်နေနော်အခုတော့သွားပြီတိုင်းပြည်ကသွားပြီကျွန်တော်ပြောင်းရင်းရထပ်ပြောရပါတယ်ကျေးဇူးတင်ပါတယ်โอเคကျွန်တော်နောက်မှနည်းနည်းလေးပဲကျန်တော့သူကမော်တာသူသိအောင်ထပ်ပြောခြင်းနေဆိုတော့သူတို့အာနာသိန်းတာမှန်တယ်ပေါ့ဗျာနော်အာနာသိန်းတာမှန်တယ်ပြည်သူကြိုက်တဲ့အစိုးရကိုအာနာနဲ့ဖြုတ်ချပစ်တာဒီကောင်တွေကမှန်တယ်လို့ဒါပြောလိုက်ပြီပေါ့နော်ဆိုတော့ကျွန်တော်ပထမပြောသလိုပေါ့ဒီကောင်တွေကအာနာရှိရင်တိုင်းပြည်ကြိုက်တာလုပ်လို့ရတယ်ဆိုတဲ့အနှစ်သာရကိုသိနေတဲ့အတွက်ကြောင့်ဒါလက်နက်အားကိုးနဲ့ဒါပြည်သူလူထုကိုအနိုင်ကျင့်စော်ကားတာအခုဒီကောင်ပြောတဲ့စကားတွေကလည်းဒါပြည်သူလူထုကိုဓာတ်ရိုက်စော်ကားတာလူအသိဉာဏ်ရှိတဲ့ပြည်သူအများကြီးကိုလူအသိဉာဏ်မဲ့တဲ့ဒီလိုဝက်နှရွက်နဲ့ကောင်ကစော်ကားတာကတော့ကဲခင်ဗျားတို့ကွန်မန့်ကြီးကျွန်တော်ဒီညကြည့်မယ်ဗျာနော်ဘယ်လောက်တောင်ဆဲထားကြမလဲဆိုတော့โอเคဆိုတော့မိရောယူလာကျွန်တော်အစဖွင့်နေရကျွန်တော်ပြောထားပါတယ်เนาะကျွန်တော်ပြောစီခြင်းပဲဆဲစီခြင်းပဲဆိုတဲ့ဟာလေးโอเคကျွန်တော်ဗီဒီယိုဖိုင်လေးကြည့်အောင်ဗျာเนาะဘိုက်ကောက်တွေကျူဆိုပါတယ်ဆိုတဲ့ဗီဒီယိုဖိုင်လေးအရင်ကြည့်မယ်တော့အသက်ကြီးမှကျွန်တော်တီးလုံးတယ်တော့မထည့်တော့ကော်ရွက်ရင်ညှိမှာဆိုဟာအသက်ကြီးမှစအိုတွန်းတာတွေ့လားစေးကွဲနေတာရုပ်ကတေချာကြည့်ပါဦးဟုတ်တယ်ရုပ်ကစေးကွဲနေတဲ့ရုပ်ဟာဘာလို့လဲဘာလို့လဲဟုတ်တယ်စေးကွဲနေပုံမှာရှိတယ်ဟုတ်တယ်ဗျာโอเคဗီဒီယိုဖိုင်လေးကြည့်မှပြောမယ်နော်โอเคလက်တွေလည်းဘောင်းကြီးတွေထိုးထိုက်တယ်အေးလက်သေးမညက်ထားတော့လက်သေးမညက်ထားတော့နေအကုန်လုံးတော့ပုံးဘက်ကိုပဲနော်လက်သေးမညက်ထားရင်ပုံးဘက်ကိုပဲနော်တော်မဟုတ်ရစေးကွဲနေပုံမှာရှိရနော်လက်သေးမညက်ထားတော့အကုန်ပုံးဘက်ကုန်တော့မဲအေးဘိုက်ကောက်မျိုးကျူစုပါကြီးလာပါတယ်ပြောပပအတူတူကရအောင်လေတဲ့ဟုတ်လားကာရာပြီးမှဆဲမယ်အသက်ကြီးမှဆဲခံနော်ဟုတ်ပြီဟုတ်တယ်စေးကွဲနေဟုတ်တယ်တေးကြတယ်ဗျနော်စေးကွဲနေရုပ်ကိုကြည့်ရင်တေးကြတယ်စေးကွဲနေတာဆိုတော့ကျွန်တော်ပြောစရာတစ်ခုရှိသည်ပေါ့ဗျာဘာလဲဆိုတော့ကျွန်တော်တို့ဒီ NLD အစိုးရလက်ထက်မှာကျွန်တော်မဲဆွေပဲကာလာမှာပေါ့နော်2010မဲဆွေပဲကာလာမှာ
သူတို့လည်းပါတယ်ဗောဗျာကျွန်တော်တို့လည်းပါတယ်ဗောကျွန်တော်တို့နောက်ဆုံးဒီ NLD နိုင်သွားတော့တောင်ပြူကမ်းပြူနိုင်သွားတော့ဒီအမေစုရဲ့တက္ကသိုလ်ရိတ်တာခြံကြီးထဲမှာအနုပညာရှင်အားလုံးကျွန်တော်တို့လူရှင်တော်တွေဆိုလဲလူရှင်တော်တွေပါတယ်လူရှင်တော်တော်များများပါတယ်သူရုပ်ရှင်ဘက်ကရောဂီတဘက်ကရောတပင်ဘက်ကရောအများကြီးပဲထမင်းဖိတ်ကြွေးကြတယ်ခေါ်ကြွေးကြတယ်ပေါ့အဲ့ချိန်မှာသူတို့ဒီဟာအမေဘေးနာလုံးဝမခွာအိုးဓာတ်ပုံကြီးရိုက်လိုက်တာမှလဲအသေးတဲ့နော်အသေးတဲ့ဓာတ်ပုံကြီးရိုက်လိုက်တာမှအသေးတဲ့သူဆိုလဲအားလုံးတွေ့ပါ NLD white ဆိုပြီးတော့ဟာ NLD ကိုမဲပေးဖို့ဆိုပြီးတော့ NLD ဝစ်စုံနဲ့တရားကြီးကင်ထားတယ်နောက်သူ့အမကဒီ NLD ပါတီကအထုပ်လဲခံလိုက်ရတော့ NLD ကိုမကောင်းကြောင်းပြန်ပြောတယ်နော်အဲ့တော့ဆိုဓာတ်ပုံရိုက်တာသူတစ်ဖက်ကျွန်တော်ဆိုပဲဒီမှာလူရှင်တော်တွေနဲ့အမေစုနဲ့ရိုက်တာတော့ကျွန်တော်ဟိုအစွန်ဆုံးမှာကျွန်တော်နေရယူတာဟိုအစွန်ဆုံးဘယ်တော့ဟိုအစွန်ဆုံးမှာကျွန်တော်ရှိမှသွားထိုင်လို့ရမထိုင်ဘူးဟိုအစွန်ဆုံးမှာပဲနော်သူတို့တွေဒီဒါပြောမယ်ဆိုအခွင့်အရေးသမားတွေဖြစ်သည်အဲ့တော့မိဘပြည်သူများသူ့အောက်မှာသွားပြီးဆဲထားတာလဲတော်တော်များများပြည့်စုံနေပါပြီဗျာဆိုတော့ဒါကိုမှကြောင်မျိုးမင်းကသူ့အကြောင်းဘာလေးပြောထားလဲဆိုတော့ကျွန်တော်နားထောင်ကြည့်အောင်ဗျာနော်โอเคထွေးတော်ဘူးနော်ထွေးတော်ဘူးအမကြီးထွေးတော်ဘူးရဲ့ဟိုအကျော်တင်းတင်းနဲ့ပြန်တုံ့ပြန်လိုက်တဲ့ဟာလေးကိုကျွန်တော်ပြောချင်တာမကြီးထွေးတော်ဘူးကတော့သူ့ဟိုကဘွိုက်ကော့လုပ်မယ်ဘာဖြစ်လဲညာဖြစ်တယ်ဆိုပြောတယ်မလားအဲ့တော့မကြီးထွေးတော်ဘူးရှင်းတယ်ပြန်တုတ်တယ်ဘွိုက်ကော့တွေကိုကြိုးစိုးပါလေဆိုတော့ပြန်တော့တတ်ပြလိုက်သေးတယ်ပြန်တော့လုပ်ပြလိုက်သေးတယ်နော်ဘွိုက်ကော့ဖွဲ့နေဒါဘွိုက်ကော့များကိုကြိုးစိုးပါတယ်လာပါတယ်ပြောပါသူကအောင်ဆိုတော့လူမှုကွန်ရက်ပြန်ဆက်လောင်လိုက်တယ်ဘာလို့ဆိုတော့မထွေးတော်ဘူးကနယူးဇီလန်ကိုရောက်နေတာနယူးဇီလန်ရောက်နေတဲ့အချိန်မှာဝိုင်းပြီးဘွိုက်ကော့လုပ်ကြပါဘာလို့ကြပါညာလို့အော်တော့ဟိုက AC ပဲနေတယ်ပြီးလည်းပြောโอเคရောက်နယူးဇီလန်ရောက်တဲ့အချိန်မှာဟိုဝိုင်းပြီးဆန္ဒပြကြပါဘာပေါ်ပဲအစသဖြင့်လုပ်ကြတော့သူက AC ပဲဘာမှမပြောဘာဆက်ဖြစ်လဲဘိုက်ကော့လုပ်တဲ့သူတွေကိုသူကြိုးစိုးပါတယ်လာခဲ့ပါလုပ်ပါ AC ပဲဆိုသူကရှင်းရှင်းလေးတိတ်ဂိမ်းစားတယ်သူကနည်းနည်းငကိုးတယ်သူကဟိုစိတ်တက်ပိုင်းဆိုင်ပြတ်သားတယ်မျိုးဆိုတာပါတယ်သူကတုတ်တာပြန်တုတ်တာအဲ့တော့ဟုတ်တယ်စိတ်တက်ပိုင်းပြတ်သားတဲ့နေရာမှာပါတယ်နော်ဘယ်လောက်ပါလဲ NLD အစိုးရတက်တော့NLD မှာ NLD ဟုတ်လားမင်းအောင်လာသိန်းတော့လေဟိုဘက်ဖြစ်သွားပြန်ရောနော်စိတ်တက်ပြက်ပြားတယ်အမလေးတော်ကိုရိုးရိုးချွတ်ချွတ်ပြတ်သားတာနော်လုံးမဘောင်စိတ်တက်ပြက်ပြားတာဟာโอเคဘွိုက်ကော့လုပ်တဲ့ကောင်တွေပြန်ပြီးတော့အခုဆက်ဆက်နေခါနေဘွိုက်ကော့သူ့ကိုဘာလုပ်ကြပါလဲပွဲတွေဆိုးတယ်ကျွန်တော်ကြည့်နေဟိုကထွေးတော်ပေါ်မိုင်းထွေးတော်ကြည့်ပြီးပြုံးနေမှာဟိုကရီးနေမှာနင်တို့တွေတော်တော်ငပေါ်တွေငတုံးနေလို့ပြောချင်တယ်ပြီးတော့နောက်တစ်ခုကဘွိုက်ကော့လုပ်တဲ့သူတွေရဲ့ဒီဘာလို့ဆိုတော့ခွဲခြားဆက်ဆံမှုကိုကျွန်တော်ရှင်းပြမယ်တစ်ခုလေးပဲအများကြီးမဟုတ်ဘူးအခုဖွေးကယုံတင်နေတယ်ဂေဟာဆိုတဲ့ရုပ်ရှင်ကယုံတင်နေတယ်ဟုတ်တယ်ဘယ်နီးပေးရမှာဖွေးကိုယုံတင်ပြီးရိုက်နေလို့ဘွိုက်ကော့လုပ်ဖို့ဘယ်သူမှမပြောဘူးဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကဝင်းမုံရွှေ99ကိုနေတို့သူတို့တော့သုံးဆောင်သွားတဲ့ကားကိုကြတော့ဝိုင်းပြီးတော့နီးပေးအုပ်စုကဝိုင်းရေးကြတယ်နော်အချစ်သေးဆိုတဲ့ကားကိုကော်ပီကြီးဘာကြီးညာဟာကော်ပီကြီးလို့ပြောတော့ပြီးတော့ဘာဖြစ်တုံများကိုယ်နိုင်ငံမှာမှီတော့မှီညာမှာရတော့မှီညာမှာကိုယ်နိုင်ငံမှာအဲ့လောက်ရတာစူးစမ်းမှာတိုးတော့ဘာဖြစ်လဲငါလုံးမလာပြရင်မင်းတို့မင်းနဲ့တော့စကားအမျိုးပြောတယ်မင်းဟိုတော်တော်ကြပါမင်းလွန်ခဲ့တဲ့နှစ်လောက်ကလာမင်းပြောတယ်လက်ကရုပ်ရှင်ကားတဲ့ဘာမှအရေးချင်းမရှိဘူးအစင်တန်းမမီဘူးဟိုနိုင်ငံသူများနိုင်ငံခိုးချတဲ့ကားတွေပဲဆိုမင်းပြောထားတဲ့ဗီဒီယိုဖိုင်တစ်ပိုင်းရှိတယ်ငါမမိတော့နော်အဲ့တော့ဘာဖြစ်လို့လဲဘယ်သူနဲ့မောင်မျိုးမင်းနဲ့လာပြဿနာတက်တုံးရလားမသိဘူးနော်အဲ့ရုပ်ရှင်ကောင်တွေကိုဟိုမင်းသားမင်းသမီးတွေအခွန်ဆောင်ထားလားလှုပ်ဆန်းမှာမေးဆန်းမှာစစ်လိုက်ဆန်းမှာဆိုတာလေဟာလားဒါရိုက်တဲ့ကားတွေကလည်းဒါကပေါ်ကြောင်ကားတွေဟာတာကားဆိုလဲခါတဲ့အချောက်သွားမှရီရမှာတို့ဘာလို့မင်းပဲပြောတယ်နော်မင်းပဲပြောခဲ့အခုကျတော့လေဝင်းမောင်ရွှေကြီးကားကျတော့ကောင်းသားပြန်အောင်လားဟမ်ကိုဖြစ်နိုင်တာလေးတွေရိုက်တာကောင်းသွားပြန်လားအဆင်ပြေသွားပြန်အောင်လားဟာဘယ်လိုလဲဟာကြောင်မျိုးမင်းရဟမ်အဲ့ဘော तू ပြောရှာမှာပေါ့ဘာလို့လဲဆိုတော့ဝင်းမုံရွှေယောက်ျားကကျွန်တော်တို့ဒီဘက်ကလည်းတော်လိုင်းအင်အားစုကလည်းနော် तू ပြောတော့နီးပိတ်ကိုဗျာနီးပိတ်ထားလိုက်ပါတော့နော်ဒီဘောတို့ဒီဘက်ကနီးပိတ်တွေကလည်းနော်ဘာလို့လဲဆိုတော့ကဝင်းမုံရွှေယောက်ျားမင်းအွန်လိုင်းနဲ့တပူးတွေမင်းအွန်လိုင်းသွားနာမှာထက်ချက်မကွာပါနေတယ်နော်အဲ့ဒါကြောင့်မလို့ဒါဘိုက်ကောက်လို့ခိုင်းတာဒါပဲနော်โอเค तू ဘာဆက်ပြောမနားတော့ဆိုတော့ဘိုက်ကော့လောက်ကြတယ်ဘာဖြစ်ညာဖြစ်အပြစ်တင်တာအဲ့ဝင်းမုံရွှေကြီးပါနေလို့အထက်ကဟုတ်တယ်ဝင်းမုံရွှေကြီးပါနေလို့လောက်တော့ဆိုဟုတ်ပြီကျွန်တော်မေးမယ်နိုင်ဝင်းမုံရွှေကြီးဟိုနေတို့အချစ်စည်းကလူကြိုက်လားမကြိုက်လားနှစ်ပတ်သုံးပတ်ပြရတယ်
လူကြိုက်တယ်လူကြည့်တယ်လူချစ်ကြတယ်သူတို့လူချစ်ကြတယ်နိုင်ငံလည်းချစ်တယ်နေတို့လည်းချစ်တယ်ဝို့ရှိုးလည်းချစ်တာလူတွေအများကြီးလာကြည့်တယ်အဲ့တော့ညီဖိန်းဟုတ်စုကအဲ့တော့ကြီးပူလောင်တယ်ပူလောင်ပြီးတော့ပြဿနာရှာတာပွဲတွေစုရေးနေတာသူတို့အမြင်ကတဲ့သူကြရင်တော့သူတို့လုံးဝအဲ့တော့ဖိနေပြီအဲသူတို့ကြိုက်တယ်လို့ယူဆတဲ့လူကြတော့ခုဗာလဲဖွေးကြတော့တလုံးမှမရဘူးအဲ့တော့သူတို့ရဲ့ဗာလဲဒီနီပိန်းတွေရဲ့ဒီ boycott တို့နီပိန်းတွေရဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာတွေကဗာလဲအဲ့လိုခွဲခြားဆက်ဆံတတ်တဲ့အကျင့်ရှိနေရလားဖွေးကြရင်မလုပ်ဘူးအဲ့လိုလားကျွန်တော်ဖွေးလှုပ်ဆွေးချင်လို့ပြောတာမဟုတ်ဘူးနော်ဖွေးလည်းသနာပါတယ်သူခင်ဗျာပြန်ဟောဖြစ်နေရတာသူလှုပ်ဆွေးချင်လို့ပြောတာမဟုတ်ဘူးဒါပေမဲ့ဒီကောင်တွေရဲ့ဘာဆိုစံနှမျိုးနဲ့လုပ်တဲ့ဗီဇကိုပေါ်စီသိစေချင်တာစံနှမျိုးနဲ့အဲ့တော့ဘယ်ကောင်တွေကမြန်အဲ့ထက်မှာကလပ်ပတ်ထုတ်ပြီးတော့ပြည်တွင်းကနေညောက်နေလို့ကျွန်တော်မသိဘူးဘယ်ကောင်တွေညောက်နေလဲမသိဘူးဆိုတော့ဘုံမရွှေကြရင်ဆောပလိုက်ဖွေးကြရင်ခဏလေးနေနေလိုက်အော်ဒီလိုမျိုးညောက်နေကောင်တွေအထက်မှာရှိနေသလားမသိဘူးပြည်တွင်းမှာရှိနေသလားမသိဘူးဟုတ်ရှိတယ်ပြည်တွင်းမှာရှိတယ်နော်မင်းကငါပြောပါတယ်မင်းတခါအဲ့ရုပ်ရှင်အစည်းအရုံးကနော်မင်းသားတွေပြောတော့မှဆိုရင်ငါ့ကိုမင်းပြည်လူဖိုင်ပို့ပြီးတော့ညီလေးရဲ့တရားကိုဆဲပေးပါကိုကြီးမဘူး9သိန်းပေးပါမယ်ဆိုပြီးတော့နော်ခင်ဗျာကျွန်တော်မဟုတ်ဘူးလဲမယူခင်ဗျားတို့လည်းမပတ်သက်ဘူးကျွန်တော်ကလှုပ်เสียရှိတာကျွန်တော်လောက်ကမှာပဲဆိုတာနော်ရှိတယ်မင်းတို့ရုပ်ရှင်အစည်းအရုံးမှာရှိတယ်နော်တပင်ထဲမှာလည်းရှိတယ်ဂီတာထဲမှာလည်းရှိတယ်ရုပ်ရှင်မှာလည်းရှိတယ်နော်ရှင်းပြမယ်ကွာမင်းကလည်းဒီဟာတပညာရှင်များအစည်းအရုံးတွေကခလေးတွေတောင်မှနော်ငါ့ကိုသတင်းလန်းပေးတဲ့ကလေးတွေတပုံကြီးပဲရှင်းတယ်နော်ဘာတွေဖြစ်နေလဲဆိုတာမရှိတာမဟုတ်ရှိတယ်နော်အချင်းချင်းပုတ်တိုက်မှုတွေဖြစ်အောင်လုပ်နေတာဒါပဲโอเคဆိုတော့ဒီတစ်ခါနောက်ဆုံးကျွန်တော်တို့ဒီသတင်းတွေဘာလို့ဥရလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့မီဒီယာနဲ့ပတ်သက်ပြီးတော့ပြောထားတယ်မိဝိုင်းရဲ့တယောစာလေးနဲ့သိပြရသေးရโอเคနော်စမယ်စလိုက်ရအောင်ကျွန်တော်တို့သတင်းဌာနရဲ့သတင်းတွေဘာလို့ထူးနေရတယ်လဲတဲ့ကျွန်တော်တို့သတင်းဌာနရဲ့သတင်းတွေဘာလို့ထူးနေရတယ်လဲဆိုတော့ဒီမိကုန်းကတခြားသတင်းဌာနတွေဖြစ်တဲ့စွေယာဝတီ၊ဥရိယဆွေဆောင်လက်တစ်ဖက်ပြက်ဘောစီမဖြစ်ပြသတင်းဌာနတွေအတွက်ဆိုဖြေရခတ်တဲ့ထူးခြားဆန်းပြတဲ့မိကုန်းတစ်ခုဖြစ်ခြင်းဖြစ်လိမ့်မယ်ကျွန်တော်တို့လို Bloomberg International တန်းဝင်နိုင်ငံတကာအတိမတ်ပြုသတင်းဌာနကြီးအတွက်ကတော့ဘာမှမပြောပါတော့တဲ့ပါမွားလေးမိကုန်းပဲတကယ်တော့ကျွန်တော်တို့သတင်းဌာနရဲ့သတင်းတွေဘာလို့ထူးနေရတယ်လဲဆိုတော့ထွေထွေထူးထူးရဲ့အကြောင်းတော့မဟုတ်ဘူးရဲ့ကျွန်တော်တို့သတင်းဌာနဟာသတင်းရယူတဲ့နေရာမှာတခြားသတင်းဌာနတွေလိုအချိန်ကုန်ခံအပင်ပန်းခံဘာမှအားစိတ်ထိုက်စရာမလိုအောင်သတင်းသမားအေဂျင့်တွေကိုခန့်ကြတဲ့က International တန်းဝင်ဘာသာစကား69မျိုးရသတင်းသမားအေဂျင့်တွေကိုပဲခန့်ပြီးဖွဲ့စည်းထားလို့ပဲပြီးတော့ကျွန်တော်တို့သတင်းဌာနမှာသတင်းသမားအေဂျင့်ဖြစ်ဖို့ဆိုရင်ပါရမီခန့်မွေးရပါသတင်းလိုက်တဲ့အကျင့်ကလေးရှိဖို့လိုတယ်ဝါသနာကလည်းပါဖို့လိုတယ်လဲပြောရရင်ကျွန်တော်တို့သတင်းဌာနမှာပတ်စံမရဘူးဗျာငတ်နိုင်ရမယ်တက်နိုင်ရမယ်အရက်လေးလောက်ပဲကတ်တော့ပြီးအမီလေးစားရတာနဲ့တင်ဘဝမှာတေးပြောပါပြီဆိုတဲ့စိတ်နှလုံးသားလေးရှိဖို့လိုတယ်ဒီလိုလူကြီးတွေနဲ့ပဲဖွဲ့စည်းထားတဲ့အတွက်ကြောင့်ကျွန်တော်တို့သတင်းဌာနဟာသတင်းတစ်ခုခုထူးပြီးဟဲ့ဆိုဘာမှအားစိတ်ထည့်စရာမလိုမြင်သာအောင်ပြောရရင်ညွန့်ညွန့်ဝမ်းတော့စေနှစ်ထုပ်လောက်တောက်ပြီးဝမ်းများသွားရင်တော့အားစိတ်ညှစ်ထုတ်ရအောင်မယ်ကျွန်တော်တို့သတင်းဌာနအတွက်ကတော့သတင်းတစ်ခုလေးလိုက်တာဟာအဲ့ဒီထက်တောင်လွယ်မြင်နေဗျာမမှန်တာပဲရှိတာဒါကိုလေကျွန်တော်တို့သတင်းဌာနကခဏတက်တည်ပြခဲ့ပြီးပြီအခုလေဘယ်သတင်းဌာနကမှမရသေးတဲ့သတင်းတက်လေးတစ်ခုနေပြီးတော့သတင်းအရင်းမြစ်ကနေစကြထားရပြီဘာသတင်းလဲဟာသတင်းကတော့ထူးတယ်ဒီသတင်းသာမှန်ခဲ့ရင်ဟိုဘက်ကဗရက်တွေတော့လှုပ်ခတ်မှုကြီးမားလိမ့်မယ်ဘာသတင်းလဲဆိုတော့အမေစုတယောက်အဘအခုလုပ်မဲ့2029ဂျာပြည့်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခြင်းလို့တဲ့အဲ့ဒါ PDF တွေကိုတောက်ပေါင်းထူပြီးပြန်ထွက်လာမယ်ဆိုတဲ့သတင်းပဲဟုတ်လားမဟုတ်လားမသိပေမဲ့အဆိုပါသတင်းနဲ့ပတ်သက်ပြီးတိကျမှန်ကန်ဖို့အရေးကျွန်တော်တို့သတင်းထောက်အေဂျင့်တွေထဲမှာတက်တန်အရင်ဆုံးဝါအရင်ဆုံးကိုပိုင်အမှတ်001သတင်းသမားအေဂျင့်ကိုနပတ်စာ Royal Club တကူနဲ့အတူနေမြေလို့စုံစမ်းခိုင်းထားလိုက်ပြီနောက်2ရက်လောက်နေရင်တိကျမှန်ကန်တဲ့သတင်းကိုကျွန်တော်တို့သတင်းထောက်စီကပြန်လည်သိရလိမ့်မယ်ပုံကတော့ကျွန်တော်တို့သတင်းဌာနရဲ့တက်တန်အရင်ဆုံးသတင်းသမား Agent 001E နေပြီးတော့နယ်နိမိတ်အတွင်းအဆိုပါသတင်းနဲ့ပတ်သက်၍အသွင်ယူစုံစမ်းနေသောပုံရိပ်ဟာမိုက်မိဝိုင်းလုံးကြတယ်အဲ့လိုပဲနော်သူကစာနဲ့ပုံနဲ့ကိုသူက live ဖက်အောင်သူကလုံးတက်တယ်မိဝိုင်းလည်းကျေးဇူးတင်ပါတယ် credit ပေးပါတယ်ကျွန်တော် channel မှာကြည့်ရှုတဲ့ပြည်သူများလည်းမိဝိုင်းလည်းသူတို့သဘောကျတယ်။ Okay ဆိုတော့ကျွန်တော်ရဲ့ဘောမရက်ွက်ဟာတာများအစီအစဉ်ကိုဒီကနေ့တော့
ဒီမှာပဲရန်နာဝင်ပြီပါနောက်နေ့တွေများမှာလဲဘောမတွေဘက်ကဘယ်လို software တွေလာအောင်မလဲကျွန်တော်လည်းဘယ်လိုထိုင်ဆောင်ပြီးတော့ဆဲအောင်မလဲဆိုတာဆက်လက်ကြည့်ရှုစောင့်မျှော်အားပေးကြပါလို့ပြောကြရတဲ့ကဲထုံးစံတိုင်းပဲမိဘပြည်သူများအားလုံးကောင်းမွန်စွာအိတ်ဆက်အနားယူနိုင်ကြပါစေခင်ဗျာ